ဒီချက်တွေကိုဂိမ်းဆိုင်မယ်ဆိုလို့ရှိရင်ဇေဘီဖျားနောက်ခဖြစ်တာတွေတက်တာသွားမှာပဲဖြစ်ပါတယ် Hello everyone ဘဝကိုအရာနေတဲ့ချက်တို့တစ်ဆက်ကြီးတာကိုလည်းတက်ဝင်လာပါစေမယ်ချောစုလိုက်ပါဒီအပြောင်းအလဲဖြစ်တာကိုလူတိုင်းစိတ်ညစ်ပူကြမှာပါဒီနေ့မှာတော့ဒီပြဿနာကိုဘယ်လိုကောက်ွယ်သွားမလဲဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်စပင်ကိုအပြောင်းအလဲဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေကတော့စပင်ကို6စီတဲ့ဒါလေးပစ္စည်းတွေကိုအလွန်ကြုံသုံးတာပူဝဲပစ္စည်းတွေကိုကြကြသုံးတာနဲ့စပင်ကိုပုတ်တိုက်ပြီးမှ6အောင်လုပ်နေရတယ်ပဲဖြစ်ပါတယ်စပင်ပေါ်ကိုရှမ်ပူတိုက်ရိုက်မလေးပဲနဲ့ပထမအောင်ဆုံးလက်ထဲမှာအမြုပ်ထွက်အောင်ရှမ်ပူထည့်ပြီးတော့အရင်လုပ်ပြရမှာပဲဖြစ်ပါတယ်ဒီလိုကောက်ချော်ပြီးရင်စံနာကိုထိခိုက်မှုနဲ့ပြီးတော့မှအဖျားနှစ်ခွဖြစ်ခြင်းကိုကောက်ွယ်နိုင်မှာပါစပင်ရေ6အောင်လုပ်တဲ့ကောင်ပေါ်ဝါနဲ့ပုတ်တိုက်ပြီးလုံးဝမလုပ်ပါနဲ့စပင်ကိုရည်ညစ်ပြီးညစ်တောင်ကပုတ်တက်ခြင်းနဲ့ပဲလုပ်ပြရမှာဖြစ်ပါတယ်အပွေးပစ္စည်းတွေတုံးတဲ့အခါမှာ heat protector spray ကိုတုံးပေးဖို့လိုပါတယ်အခုချိန်ကြီးလည်းအရင်မမြင်အောင်သတိထားပြရမှာပဲဖြစ်ပါတယ်စပင်တနေရာရဲ့ကိုအပူတွေထက်ခါတက်တာမညံ့မိဖို့လည်းလိုပါတယ်စပင်ပုံမှန်ညက်ပေးဖို့လည်းအရေးကြီးပါတယ်စပင်ကို6ပတ်တုံးမုံ10ပတ်မှတစ်ချိန်အဖျားလေးတွေကိုညက်ပေးတင်ပါတယ်အိမ်မှာလည်း hand mask ကိုတစ်ပတ်တစ်ချိန်ပုံမှန်သုံးပေးပြီးတော့ကောက်ွယ်ပေးလို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းအုံးစီတန်နေစီကိုလိမ့်ပေးလို့လည်းရပါတယ်ဒီချက်တွေကိုဂိမ်းဆိုင်မယ်ဆိုလို့ရှိရင်ဇေဘီဖျားနောက်ခဖြစ်တာတွေတက်တာသွားမှာပဲဖြစ်ပါတယ် like and share လုပ်ပြီးတော့မှ channel ကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ You are here, you are signature ကျွန်မကတော့ချော်စုလိုက်ပါ See you in the next video